မျိုးသမီးများကျွန်မဝန်ခံခြင်းနဲ့တင်းအသက်တာအားဖြင့်မြန်မာနိုင်ငံမှာရှိတယ်မပြောင်းလဲတဲ့နိုးထမှုဖြစ်လိမ့်မယ်ယုံပါအမျိုးသားများဒီမြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြုပြင်ပြောင်းလဲရေးအားလုံးကိုဥဆောင်ရတဲ့ပုံကိုယ်တွေဟာသင်တို့ဖြစ်လာလိမ့်မယ်လူငယ်များမြန်မာပြည်အနာဂတ်ကိုအလှပဆုံးဖြစ်အောင်ဖန်တီးပြီးတော့ဒီနေ့တီးဆောင်မဲ့သူဟာဒီနေ့ဒီမှာရှိတဲ့လူငယ်တွေဖြစ်ကြောင်းကျွန်မယေရှုနာမနဲ့ဝန်ခံတယ်ဟာလေလုယာကျွန်တော်တို့အသင်းတော်ထဲမှာရှိတဲ့ကလေးငယ်တွေဟာလေတန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့သွန်းလောင်းခြင်းအပြင်တခါမှမရခဲ့ဘူးတဲ့ breakthrough တွေကိုရပြီးတော့ငယ်ငယ်ရွယ်ရွယ်နဲ့နှုတ်ကပတ်တော်ဝင်ရမယ်ကလေးတွေဖြစ်ကြောင်းကျွန်မယေရှုနာမနဲ့ဝန်ခံတယ်အာမင်အာမင်အဲ့လိုအတွေးခေါ်နေအဲ့လိုအမြင်ကဘယ်အချိန်မှရောက်လာတာလဲဘယ်အချိန်မှရောက်လာတာလဲငါကဝိညာဉ်လူဖြစ်တယ်ဝိညာဉ်တော်နဲ့ချိတ်ဆက်နေတယ်ဝိညာဉ်တော်နဲ့သွားလာနေတယ်ဝိညာဉ်တော်အကြောင်းကိုပဲစဉ်းစားနေတဲ့အခါမှာအဲ့ဒီတက်နိုင်ခြင်းကတင့်ရဲ့အသက်တာထဲမှာရောက်ရှိလာတယ်အခုကြည့်အခုစီးပွားရေးလုပ်နေတဲ့သူတွေကျမဒါလေးကို prophet ပြုခြင်းတယ်အရင်ခက်နေတယ်မှတ်လားဘလောက်ပဲခက်ခဲတင့်ရဲ့အသက်တာထဲမှာအရင်အနည်းမတည်မှုတင့်ဘက်ကတပြားတစ်ချက်မှစိုက်ထုတ်စရာမလိုပဲနဲ့ဘုရားသခင်ကတင့်ရဲ့အသက်တာထဲမှာကြီးမားတဲ့လုပ်ငန်းတွေကိုဘုရားထည့်ပေးလိမ့်မယ်ကျမဝန်ခံတယ်အခုပညာရေးနယ်ပယ်မှာကျမတို့အစင်မပြေမှုတွေအများကြီးရှိတယ်ဘလောက်ပဲရှိတော့တင့်မှာပညာရေးနဲ့ပတ်သက်ပြီးတော့ background မကောင်းတဲ့အရာပဲဖြစ်နေပါစေဘုရားသခင်ကပညာရှိတို့ကိုရှက်ကြောက်စေဖို့အတွက်လောကီအရာမှာတင်ဘလောက်ပဲအားနည်းနေပါစေပညာနဲ့ဉာဏ်နဲ့တင့်ကိုဘုရားကအုပ်ချုပ်နိုင်ရတဲ့အခွင့်အရေးတွေလည်းဘုရားပေးလိမ့်မယ်ကျမယေရှုနာမနဲ့ဝန်ခံတယ်အဲ့ဒါဘုရားသခင်လှုပ်ဆောင်ချက်ဖြစ်တယ်အာမင်ဝိညာဉ်တော်ဘုရားရဲ့လှုပ်ဆောင်ချက်ဖြစ်တယ်တင်သိဖို့အတွက်ဘာလုပ်ရမလဲဝိညာဉ်တော်ဘုရားနဲ့ချိတ်ဆက်မယ်ချိတ်ဆက်တယ်ဆိုတော့ဘာကိုပြောရလဲစကားပြောရမယ်စကားပြောကျမမှတ်မိသေးတယ်ကျမစင်ကာပူနိုင်ငံမှာရှိတဲ့အချိန်တုန်းကတရားဟောဆရာတယောက်လာတယ်သူကတရားဟောနေနေအခြားသောဘာသာစကားတစ်ချက်ထပြောတယ်ပြီးလေပြောဝိညာဉ်တော်ဘုရားနဲ့ oh I'm so happy ဆိုဘေးနောက်ကြီးကဘယ်သူမှမရှိဘူးလေဇာတိအနေနဲ့ကြည့်တဲ့သူကဒီလိုပဲစဉ်းစားမှာဒါပေမဲ့ तू အဲ့လိုမျိုးထပ်ပြောပြီးတော့ခဏနေကျရင်ထွက်လာတဲ့စကားလုံးတွေကလူငယ်စကားနဲ့ပြောမယ်ဆိုအနှစ်တည်းအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အရာတွေကို तू ကပြောတာဆိုတော့လူအနေနဲ့နားမလည်နိုင်တဲ့အရာတွေအားလုံးကိုဝိညာဉ်တော်ဘုရားကအပြောင်းလဲလုပ်ပေးနိုင်တယ်ဆိုတဲ့အရာကိုသဘောပေါက်စေခြင်းတယ်အာမင်ဘုရားသခင်ရဲ့နဲ့နေတဲ့အရာတွေကိုကျမတို့သိခွင့်ရှိတယ်အဲ့နဲ့နေတဲ့အရာကိုဘုရားကသူ့ရဲ့ဝိညာဉ်တော်အားဖြင့်ကျမတို့ကိုဖော်ပြလိမ့်မယ်အာမင်တခါတည်းကျမတို့ဒီမှာဆုတောင်းပေးရတဲ့ရောက်လာတဲ့သူတွေကျမတို့ဘယ်လိုဆုတောင်းပေးရမလဲမသိဘူးဘယ်ကနေစဆုတောင်းပေးရမလဲမသိဘူးသူတို့ကလည်းပညာစမ်းနာလားဘာလားတော့မသိပါနော်ရခိုင်လို့မသိပါဆရာမကိုဖះဖော်ပြတယ်လို့တောင်းလိုက်တော်ဒီလိုပဲခက်တီပဲဒါပေမဲ့တောင်းလိုက်တဲ့အချိန်မှာဘာဖြစ်ဆိုမျက်ရည်ပေါက်ကြတဲ့အစင်ကြီးဖះဖြစ်သွားစေတယ်သူ့ရဲ့နောက်ကျောင်းတွေအားလုံးကိုဖះဖော်ပြတယ်သူအခုလုပ်နေတဲ့အရာအားလုံးကိုဖော်ပြတယ်သူလုပ်ချင်တဲ့အရာအားလုံးကိုဖះဖွင့်ပြတယ်အာမင်အဲ့တော့အရန်လွယ်တယ်လူတယောက်ပြောင်းလဲဖို့အတွက်ဝိညာဉ်တော်ဖះနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်တဲ့အခါမှာလွယ်ကူတယ်ဒီလိုပဲသင်ကအခုဒီလောကမှာဘုရားကသင်ကိုအမှုတော်ဆောင်နေရာမှာထားခြင်းမှာထားလိုက်မယ်တနည်းအားဖြင့်အချိန်ပြည့်အမှုတော်ဆောင်ကိုပြောတာခရိယန်တိုင်းကတော့ဘုရားရဲ့အစီကိုခံနေတဲ့သူတွေပဲဒါပေမဲ့အချိန်ပြည့်အမှုတော်ဆောင်မဟုတ်ဘဲနဲ့သင်ကအပြင်လောကမှာနော်နယ်ပယ်တစ်ခုခုမှာသင်ရှိနေတယ်ဆိုပါစို့အဲ့ဒီနယ်ပယ်ထဲမှာသင်ရောက်တဲ့အခါမှာသူတစ်ပါးနဲ့မတူတဲ့တောင်းနေအားလုံးရဲ့အထွတ်ကိုသင်ရောက်နိုင်ဖို့ဝိညာဉ်တော်ဘုရားကကူညီနိုင်တယ်အောင်မြင်ခြင်းတကာတွေအောင်မြင်ခြင်းရဲ့အထက်ကိုသင်ကိုဘုရားကပို့ပေးနိုင်တယ်ဉာဏ်ပညာရဲ့အထက်ကိုဘုရားသင်ကိုပို့ပေးနိုင်တယ်အာမင်စီးစိမ်ရဲ့အထက်ကိုသင်ကိုဘုရားပို့ပေးနိုင်တယ်ဒါကြောင့်မို့စီးပွားရေးနယ်ပယ်ထဲမှာသင်ရှိနေတဲ့အခါပဲဖြစ်ဖြစ်အိမ်တော်မိသားစုပဲဖြစ်ဖြစ်ပညာရေးထဲမှာပဲဖြစ်ဖြစ်ဘယ်ကဏ္ဍပဲမဆိုသင်ရှိနေတဲ့နေရာမှာဘုရားသခင်ကသူတစ်ပါးနဲ့မတူတဲ့ဖွင့်ပြချက်တွေကိုဝိညာဉ်တော်အားဖြင့်သင်ကိုဖွင့်ပြခြင်းနဲ့သင်ကနားထောင်ရမှာသင်ကအချိန်ပေးရမှာသင်ကလောကနဲ့ဆိုင်တဲ့အရာတွေအားလုံးကိုရက်တက်လိုက်ဖွင့်တဲ့ဒီနေ့ဘုရားသခင်ကအလိုတော်ရှိတယ်ဘာလို့တမန်ကျမ်းစာထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဖယားသခင်အလိုတော်ရှိတဲ့အရာကဘယ်အရာဖြစ်တယ်လဲဆိုတဲ့အရာကိုပိုင်းခြား၍သိတော်သူတနည်းအားဖြင့်ဝိညာဉ်ပိုင်းဆိုင်မှာကြီးထွားတော်သူတွေဖြစ်ကြပါတယ်ထိုကဲ့သို့ဖြစ်နိုင်ဖို့ရန်အတွက်ဘုရားက hints ပေးထားတယ်လွန်ကျူးစေတတ်သောစပြည့်ရဲ့ရှောင်းမရင်မှုခြင်းရှိသမျှကိုရှောင်းမလောကကိုအာနာနေဝိညာဉ်တော်နဲ့ဆန့်ကျင်မဲ့ဖြစ်လိမ့်မယ်
ဒီလောကကလူမျက်နာတွေကိုကြည့်ပြီးအထက်ရောက်ဖို့နဲ့မကြိုးစားပါနဲ့ဝိညာဉ်တော်နဲ့သွားလာတဲ့သူကလူတိုင်းရဲ့အထက်ကိုရောက်တယ်အာမင်